ပြင်းမုန်တိုင်းနဲ့လှိုင်းလုံးကြီးတွေရဲ့အန္တရာယ်ကိုရင်ဆိုင်ရတဲ့အချိန်မှာအရှင်ယေရှုဘာလုပ်ခဲ့တယ်လဲဆိုတာနားထောင်ကြည့်ရအောင်။တနေ့တော့အရှင်ယေရှုကတပည့်တော်တွေနဲ့အတူလေပေါ်ကိုတက်ပြီးငါတို့အိုင်တစ်ဖက်ကိုကူးကြစို့ဆိုပြီးထွက်ခွာသွားကြတယ်။အဲ့ဒီလိုသွားနေတဲ့အချိန်မှာကိုရောဟာလှေပေါ်မှာအိပ်တော်မူတယ်။အဲ့ဒီအချိန်မှာရုတ်တရက်လေပြင်းမုန်တိုင်းကျလာပြီးလှေထဲမှာရေတွေပြည့်လာလို့သူတို့အားလုံးဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ဒီချိန်မှာတပည့်တော်တွေဟာကိုရောကိုတွားနှိုးပြီးသခင်ကျွန်တော်တို့အားလုံးရေနစ်ပြီးသေရတော့မယ်လို့ပြောလိုက်ကြတယ်။ဒါနဲ့ကိုရောကထပြီးလေနဲ့လှိုင်းလုံးတွေကိုစုံမလိုက်တဲ့အခါလေကငြိမ်သက်သွားပြီးရေပြင်ဟာလည်းငြိမ်သက်သားရသွားတယ်။ကိုရောကတပည့်တော်တွေကိုမင်းတို့ရဲ့ယုံကြည်ခြင်းဘာမှလဲလို့မိန့်တော်မူလိုက်တယ်။တပည့်တော်တွေဟာအဲ့ဒီအဖြစ်အပျက်ကိုထိတ်လန့်ကြောက်ရွံ့သွားကြပြီးဒီလူဟာဘလို့လူဖြစ်လို့လေနဲ့ရေကတောင်သူ့အမိန့်ကိုနားထောင်နေပါလားဆိုပြီးအချင်းချင်းပြောနေကြတယ်။ဒါကတော့ရှင်လုကာအခန်း၈အပိုက်ငယ်22မှ25အထိဖြစ်ပါတယ်။